James Webb အာကာသကြည်မှန်ပြောင်းဟာရူပဗေဒနိယာမတွေကိုချိုးဖောက်နေတဲ့ထူးဆန်းတဲ့ galaxy တစ်ခုကိုမကြသေးမီကပဲရှာဖွေတွေ့ရှိခဲ့ပါတယ်။သူကလုံးမကိုရွေလျားမနေပါဘူး။ပြီးတော့ဘာကြောင့်ဒီလိုဖြစ်နေရတယ်လဲဆိုတာကိုဘယ်သူမှရှင်းပြနိုင်သေးပါဘူး။စကြဝဠာတွေက galaxy တိုင်းဟာလဲပတ်နေကြပါတယ်။ကျွန်တော်တို့ရဲ့ Milky Way galaxy ရဲ့လဲပတ်နေတယ်လို့ Andromeda လည်းလဲပတ်နေပါတယ်။အသင်းငယ်ဆုံး galaxy တွေတောင်မှအာကာသထဲမှာဖြည်းဖြည်းချင်းလဲပတ်နေကြပါတယ်။ဒါဟာ galaxy တွေဖြစ်တည်လာပုံတဘာဝပါပဲ။ဓာတ်ငွေ့အဲ့ဒီအတွင်းဘက်ကိုစုပြောင်းဝင်လာပြီးဆွဲငင်အားကထိန်းချုပ်လိုက်တဲ့အခါတစ်ခုလုံးစတင်လဲပတ်လာပါတော့တယ်။ဒါပေမဲ့ဒီတစ်ခုကတော့အဲ့ဒီတဘာဝနဲ့ကင်းကွာညိုပါလေ။သူ့ကို XMMVID 1985လို့ခေါ်ပါလေ။စိတ်အနှောက်အယှက်ဖြစ်စရာအကောင်းဆုံးအပိုင်းကတော့ဒါဟာအလွန်ကြီးမားတဲ့ galaxy ကြီးတစ်ခုဖြစ်နေတာပါပဲ။သူ့စီမှာကျွန်တော်တို့ရဲ့ Milky Way ထက်အဆပေါင်းများစွာပိုများတဲ့ကြဲတွေပါဝင်ပါတယ်။ပြီးတော့သူဟာစကြဝဠာသက်တမ်း2ဘီလီယံထက်ငယ်တဲ့အချိန်မှာဖြစ်တည်ခဲ့တာပါ။စကြဝဠာစံနှုန်းတွေအနေနဲ့ဆိုရင်အဲ့ဒီအရွယ်ဟာကလေးပေါက်စအရွယ်သာရှိပါသေးတယ်။ဒီလောက်ကြီးမားတဲ့ galaxy တစ်ခုဟာအားပြင်းပြင်းနဲ့လဲပတ်နေနေတာပါ။ဒါပေမဲ့အဲ့ဒီအစာသူ့ရဲ့ကြဲတွေဟာဟိုဘက်ဒီဘက်ရန်တမ်းလွင့်မြောနေကြတဲ့အတွက်သိပ္ပံပညာရှင်တွေအံ့အားသင့်ခဲ့ရပါတယ်။ဒီလိုမျိုးရက်တက်ငင်းတက်နေတာကိုသက်တမ်းဘီလီယံကြီးပိုကြီးပြီးတေဆုံးကနိဖြစ်နေတဲ့ရှေးခေါင်း galaxy တွေမှာတွေ့ရလိမ့်ရှိပါတယ်။သက်တမ်းကြာရှည်လွှာရှင်ထန်ခဲ့ပြီးတခြား galaxy တွေနဲ့တိုက်မိပြီးနောက်ဆုံးမှာဖရိုးဖဲရသွားခဲ့တဲ့ galaxy မျိုးပေါ့။ဒါပေမဲ့ဒီ galaxy ကတော့ရှင်တန်ဖို့အခွင့်အရေးတောင်မရလိုက်ခင်မှာအိုမြင်သွားခဲ့ပါတယ်။ဒါဆိုသူ့ကိုဘာကရက်တန်သွားစေတာလဲ။သိပ္ပံပညာရှင်တွေကတော့သူ့ရဲ့အစောပိုင်းကာလတွေမှာပြင်းထန်တဲ့တိုက်မိတစ်ခုဖြစ်ခဲ့နိုင်တယ်လို့ယုံကြည်ကြပါတယ်။စန့်ကျင်ဘက်အရက်စီလဲပတ်နေတဲ့ galaxy နှစ်ခုအချင်းချင်းဝင်တိုက်မိပြီးရွေလျားမှုအားလုံးကိုဖျက်ဆီးပစ်လိုက်တာပါ။အာကာသမှာတိုက်မိတစ်ချိန်နဲ့ဒီ galaxy ဟာထာဝရလဲပတ်မှုရပ်တန့်သွားခဲ့ရပါတယ်။ဟိုအဝေးရောက်ရမှာဒီလိုတိတ်ဆိတ်နေတဲ့ galaxy တွေထပ်ပြီးရှာဖွေတွေ့ရှိဖို့စောင့်နေနိုင်ပါသေးတယ်။